ဒုတိယမြောက်ဆိုင်ပွဲဖွင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာပထမဆိုင်ကတော့တောင်ကြီးမြို့ရဲ့ City Square ပထမရက်မှာဖွင့်လှစ်ထားတာဖြစ်ပြီးတော့ 3 2 1 say nine say number ဘယ်လိုမြပြီ9ရက်9လူပဲဆက်ပါဆက်စစ်တော်လေးဆိုင်ဖွင့်လှစ်ပါပြီခင်ဗျာဖွင့်လှစ်ပါပြီကျွန်တော်စီလေးဖွင့်ပြပါဦးလူတဲ့ကိုကြီးနဲ့ခေါင်းဖြုတ်ကြီးလူတဲ့ကိုလေးကဲမင်းအောင်နေလေမင်းအောင်စဉ်းစားလို့မင်းအောင်မြန်ပြောပါရအောင်မြန်ပြောပါ